လက်ချမ်းချမ်းကြီးနဲ့အရင်လိုယူရရထွေးပွေးပါအောင်အဖေမိသားစုဓာတ်ပုံလေးမြဲဖို့နေရာနဲ့တဝက်နစ်ပြီးကြံ့ကြံ့ခံထားတဲ့တန်တချောင်းဟာအဖေပေါ့ရေဆူအရိပ်ပြီးမိုးဆူလေတံမိုးရံကာဆောင်းဆိုရင်သူ့အခက်အရွက်ကိုတော့အလောင်ကျွမ်းခံအနှွေးတက်ပေးခဲ့တဲ့တစ်ပင်တစ်ပင်ဟာလေအဖေပါပဲအခုဆိုရင်လေအဖေဆိုတဲ့စကားလုံးကိုခြာရေးခွင့်သာရပြီးအော်ခေါ်ခွင့်မရခဲ့တာဟာနေ့အတော်တောင်ကြာခဲ့ပြီပေါ့ကောင်းကွက်ရှာလွမ်းနေမဲ့အစားစိုးခွက်ကိုဖြစ်သိမ့်နဲ့အကောင်းဆုံးတွေပဲပေးခဲ့တဲ့အဖေဟာစိုးတဲ့အရာဆိုတာမရှိသလောက်ပါပဲကျွန်တော်တို့မှာဖြစ်သိမ့်စရာတရားတွေနားလဲနားရည်သာရင်ပါလာတယ်ခင်မစက်ကြိတ်ခါလွမ်းနေတုံးပါပဲကဘာကြီးရဲ့အချိန်တွေကိုနောက်ပြန်လှည့်လို့ရရင်ပွဲစီထဲမှာအဖေပခုံးအထက်ကတနတ်ပူဇာခဲ့တဲ့ကျွန်တော်ကိုပြန်လို့ချင်နေဖေးလက်ဖေးဆိုင်အတူထိုင်ရင်အောက်ကပကံပြတယ်လက်ဖေးထက်တောက်တတ်တဲ့အဖေကိုပြန်ခေါ်ချင်နေဖြစ်နိုင်ရင်လေဖြစ်နိုင်ရင်ပေါ့ဗျာကုံဆုံးသွားခဲ့တဲ့အဖေမရှိတဲ့နှစ်တွေကိုကျွန်တော်လူသက်တမ်းတွေကနှုတ်ပြီးအဖေကိုတော့ပြန်ရှင်သန်စေချင်နေမိသားစုဓာတ်ပုံလေးကိုကြားခံထားတဲ့တန်းချောင်းလေးနှုတ်ထွက်သွားတဲ့နေ့ကအစကျွန်တော်တို့ပျော်ရွှင်ခြင်းဟာလေခွမ်းဆိုပြီးကြာခွဲခဲ့ရတယ်အခုဆိုရင်အဖေကလည်းနှွေရောက်တိုင်းအရေးမပေးတော့ဘူးမိုးရောက်တိုင်းမိုးရံလီတံမကာကွယ်နိုင်တော့ဘူးဆောင်းဆိုရင်လေပြားချက်ချက်ရင်ပတ်ကြီးပေါ်အတာမေးအရင်လိုမနှွေးထွေးတော့ဘူးပြီးတော့မိသားစုထမင်းဝိုင်းကိုလည်းပြန်ရောက်မလာတော့ပါဘူးတတိရတဲ့အဖေရဲ့ပြန်မလာတော့မှသိပြီမဲ့ပြန်လာမယ်ထင်ပြီးရောင်ရောင်လေးကြုံနေတုံးပါပဲအဖေ